တို့ထက်သာလို့ဒီအိမ်သာပွဲကိုပေးအပ်လိုက်ပြီဗျာယေအာဟူကျွန်တော်ကိုအနေထားတဲ့ဒီအိမ်သာပွဲဟာမိမိတူဒီသက်သာမဟုတ်ပဲချိန်မတီးတွေဖြစ်အောင်အားသွန်ခေါ်ဆိုင်စူးစမ်းပေးနေတဲ့အိမ်သာမတွေအတွက်လို့ထင်မြင်မိပါတယ်ဒီဂုံတို့ဆောင်ပွဲကိုအောင်မြင်မှုတစ်ခုအဖြစ်မခံယူပဲကျွန်တော်အရန်တော်လို့ဘို့အလုပ်လုပ်ဖို့ပေးအပ်တယ်လို့ခံယူပါတယ်ငါအိမ်သားတွေအကုန်မပါဖြစ်နေမယ်လေကွာလမ်းစကိတ်ချိန်လိုက်ဒီလိုမှပေါ့ကွာတင်တို့ရဲ့အိမ်သားကောင်းကိုဖွင့်လိုက်ပိတ်လိုက်လုပ်ကြပါဒါကတော့ဖွင့်မယူခင်နန်းတွင်နဲ့တဝတပြေဖျဲသီးစားမိလို့အစုပ်ထဲရေဝင်ခဲ့တဲ့အဖြစ်ဖြစ်ပေါ့ဗျာပြန်လေနိုးထလာတဲ့ခွေးဖူဟာတောက်ဖက်နဲ့ခိုးရတာအမရဝတ်စုံပါခိုးဖို့ကြံစီပါတော့လေဟဲ့အောင်ငကြံငါနဲ့ဒီအင်ကြီးနဲ့လိုင်းလောက်ရဲ့လားကွာရမ်းကြီးကောင်းပါဘလို့သူမလိုပဲကြက်တရေရှိသွားမှာယေဒီလိုဝဲရမှာတင်နေကွာကြည့်ကောင်းသွားပြီလားကွာမင်းကတော့တဲ့ငါကတော့ကပုံမိုက်တယ်ရောင်ငါကတော့ပုံမိုက်တယ်ခမမင်းကတော့တဲ့ငါကတော့ကိစ္စအရာရာကိုသူနဲ့ဆွေးနွေးညှိနှိုင်းပြီးသူသဘောတူမှလုပ်ရမယ့်သဘောမျိုးဖြစ်သွားတော့ကိုကြံကြီးခမညာအောင့်တက်တဲ့နေပေါ့ဗျာ